ဒီတနေ့တည်းတော့တိုက်ခန်းကငါသူနဲ့ငါသူမတက်တယ်ဆိုတော့ အဲ့ဒါဆိုရှင်းနေတော့နေမလားလေးကြီးတမီးကဒီတိုက်ခန်းကိုပိုင်းအောင်လေးတုတ်ချင်လေးလေးကမကြိုက်ဘူး